ကျောင်းအုပ်ကြီးရဲ့ပြက်နေတဲ့အယုတ်ကိုပြင်ပေးနေတော့မှကောင်းလေးဟာအယုတ်ထဲမှာဝတ်ထားတဲ့ကင်မရာတစ်လုံးကိုသတိထားမိသွားပါတယ်။သူကအဲ့ဒီကင်မရာကိုကွန်ပျူတာနဲ့ချိတ်ဆက်ကြည့်လိုက်တဲ့အခါကျောင်းအုပ်ကြီးရဲ့ကြီးမားတဲ့လျှို့ဝှက်ချက်ကြီးပေါ်ထွက်လာပါတော့တယ်။ကောင်းလေးဟာအဲ့ဒီဗီဒီယိုကိုလူမှုကွန်ရက်ပေါ်ချက်ချင်းတင်လိုက်ရာတနိုင်ငံလုံးအတိုင်းအတာနဲ့နာမည်ကြီးသွားပါတယ်။အတန်းဖော်တွေကသူ့ရဲ့တက်တီကိုချီးကျူးကြပြီးသူကိုယ်တိုင်လည်းဂုဏ်ယူနေခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့ကျောင်းအုပ်ကြီးကသူ့မိဘတွေကိုရုံးခန်းထဲခေါ်တွေ့ပါတယ်။သူ့အမေကဘလောက်ပဲတောင်းပန်ပါစေနောက်ဆုံးမှာတော့ကောင်းလေးကျောင်းထုတ်ခံလိုက်ရပါတယ်။အခြေအနေအရသူဟာအင်တာနက်ကာဖေးတစ်ခုမှအလုပ်ဝင်လုပ်ခဲ့ရတယ်။ဒါပေမဲ့သူစ조사ထားတဲ့လုပ်အားကကိုတောင်းတဲ့အခါဆိုင်ရှင်ကကောင်းလေးကို6လမောင်းထုတ်လို့ရမယ်ထင်ပြီးပတ်စံမပေးဘဲငင်းဆိုခဲ့ပါတယ်။ကောင်းလေးကတော့မကြောက်ခဲ့ပါဘူး။သူကဖုန်းကိုထုတ်ပြီးခလုတ်အနှဲငယ်နှိပ်လိုက်ရုံနဲ့ဆိုင်ထဲကကွန်ပျူတာအားလုံးပိတ်သွားတာကြောင့်ဆိုင်ရှင်လည်းအကြီးအကျယ်တွန့်လို့သွားပါတယ်။ကောင်းလေးဟာဝိုင်းရဲ့အတွက်ပလင်းကွန်တွေလိုက်ကောက်နေရတဲ့ကြားကတနေ့မှာတော့အမိုက်ပုံးထဲကနေဟက်ကာပြိုင်ပွဲပိတ်စာတစ်စောင်ကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအခွင့်အရေးဟာသူ့ဘဝအတွက်အလှည့်အပေါင်းဖြစ်လာလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူး။နောက်တစ်နေ့ပြိုင်ပွဲကျင်းပရာနေရာကိုကောင်းလေးရောက်သွားပါတယ်။ပွဲစီစဉ်သူတွေကသူတို့ရဲ့စနစ်ကိုယုံကြည်မှုအပြည့်ရှိနေပြီးတနအီအတွင်းလုံခြုံရေးအဆင့်10ဆင့်ကိုဖောက်ထွင်းနိုင်သူဘယ်သူမှဆိုအမေရိကန်ဒေါ်လာ10သန်းရမယ်လို့ကြေညာလိုက်ပါတယ်။ဒါကိုကြားတာနဲ့ကောင်းလေးဟာပြိုင်ပွဲဝင်ဖို့ရှေ့ထွက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလုံခြုံရေးစနစ်ကထင်သလောက်မလွယ်ကူပါဘူး။ပထမအဆင့်မှာတင်ပြိုင်ပွဲဝင်99%ပြုတ်သွားခဲ့ပြီးဒုတိယအဆင့်ဟောက်တဲ့အခါကောင်းလေးတယောက်ပဲကျန်ပါတော့တယ်။သူဟာကျန်တဲ့အဆင့်တွေကိုတစ်ခုပြီးတစ်ခုကြော်ဖြတ်လာနိုင်တာကြောင့်ဒိုင်းလူကြီးတွေကလည်းချီးကျူးမဆုံးဖြစ်နေပါတယ်။ဒါပေမဲ့နောက်ဆုံးအဆင့်မှာတော့သူအချိန်ချင်းကြရှုံးသွားခဲ့ပြီးယုံကြည်မှုတွေစတင်လျော့နေလာခဲ့ပါတယ်။အချိန်3မိနစ်ပဲကျန်တော့တဲ့အတွက်လူတိုင်းကသူရှုံးသွားတော့မယ်လို့ထင်နေချိန်မှာထူးဆန်းတဲ့လူတယောက်ပေါ်လာပြီးသူ့ကိုကုတ်ရရမှာကူညီပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့အဆုံးပတ်အသားအစီကိုလည်းအောင်မြင်စွာဖောက်ထွင်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ကောင်လေးဟာပြိုင်ပွဲမှာအနိုင်ရပြီးချန်ပီယံဆုဗလာအီကိုစွတ်ခူးနိုင်ခဲ့ပါတော့တယ်